ကောင်လေးကကုန်ပစ္စည်းတွေတင်နေတော့သူမိဘတွေကဆင်းရဲတဲ့အလုပ်သမားတွေမဟုတ်နေပဲအရန်ချမ်းသာတဲ့ပုံကိုယ်တွေဖြစ်နေတယ်ဆိုတာကိုသိလိုက်ရတော့သူအံ့ဩသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မွေးစားသားကတာမန်တက္ကသိုလ်တစ်ခုကိုဝင်ခွင့်ရရုံနဲ့ဒေါ်လာ9 မီလီယံတန်နဲ့စိန်ခံတင်မောကိုပေးခဲ့ကြတယ်။ဒါပေမဲ့ဂုံတိတ်ခါကြီးတဲ့တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့တဲ့သူ့ကိုကြတော့ဆင်းရဲသားရက်ွက်ထဲမှာနေခိုင်းခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူမိဘတွေကတာသမီကိုဒုက္ခပေးပြီးပြုစုပြောထောင်ရမယ်လို့ယုံကြည်ထားတာကြောင့်ပါဆင်းရဲတဲ့မိသားစုလို့အမြဲထင်နေခဲ့တဲ့ကောင်လေးကသူ့မိဘတွေကိုပိုကောင်းတဲ့ဘဝပေးနိုင်မှုအလုပ်စူးစမ်းခဲ့တယ်။သူကနေတိုင်းအလုပ်3 ခုလုပ်ခဲ့တယ်တနေ့မှာတော့ကောင်လေးကကင်ဆာရောဂါကြောင့်တလပဲအသက်ရှင်နိုင်တော့မယ်လို့စစ်ဆေးတွေ့ရှိလိုက်ရတယ်။သူမိဘတွေအတွက်ပတ်စံချန်ထားခဲ့ဖို့ဟိုတယ်တစ်ခုမှာအလုပ်ဝင်လုပ်ပြီးနေ့စဉ်တစ်တာအလုံး100ကိုဂရုတစိုက်တည်ပို့ခဲ့တယ်တနေ့မှာတော့သူမိဘတွေရဲ့လှုပ်ဝက်ချက်ကိုသူသိသွားခဲ့ရတယ်သူမိဘတွေကစိန်ခံဝတ်စားတွေဝတ်ဆင်ထားတာပြီးမွေးစားသားရဲ့မောက်မာတဲ့မျက်နှာကိုမြင်လိုက်ရတော့ကောင်လေးကမြေပြင်ပေါ်မှာထိုင်လိုက်တယ်သူ့ရဲ့18နှစ်တာဘဝကရက်ဆက်တဲ့ဟာတာတစ်ခုလိုခံစားလိုက်ရတယ်သူတို့နဲ့ရှင်ရင်သူကသူများတွေရဲ့စားကျွန်းစားကြံတွေကိုစားနေရပြီးသူများပစ်ထားတဲ့အဝတ်စုပ်ဖက်နှက်စုပ်တွေဝတ်နေရတဲ့တထောင်စားတယောက်လိုခံစားနေရပေမဲ့သူမိဘတွေကိုပိုကောင်းတဲ့ဘဝပေးချင်ခဲ့တယ်လို့တွေးခဲ့မိတယ်။ဒါကိုတွေးရင်ကောင်လေးကတက်ပြင်းချလိုက်မိတယ်သူမကြခင်တည်တော့မယ်ဆိုတာကိုသူတို့သိရင်တော့ဂရုစိုက်ကြပါမလားပေါ့အဲ့ဒီညမှာပဲကောင်လေးအိမ်ပြန်ရောက်လာတော့သူ့အဖေဟိုတယ်ကနေယူလာတဲ့စားကျွန်းစားကြံတွေကိုမြင်လိုက်ရတော့သူ့ဘက်ကပြုတ်တက်လာပြီးသူတို့ရှိမှပဲအန်ချလိုက်မိတယ်ဒါပေမဲ့စိတ်မပူစေချင်လို့အပြင်အလုပ်ကနေစားခဲ့ပြီးပြီလို့သူလိန်ပြောလိုက်တယ်သူ့ကိုစူပူနေတဲ့အဖေကိုကြည့်ပြီးတားဖြစ်သူကရဲချင်းစိတ်ပေါက်လာတယ်နောက်ဆုံးမှာတော့သူနေမကောင်းကြောင်းနဲ့ဆေးကူဖို့ပတ်စံလိုကြောင်းပြောလိုက်တဲ့အခါမွေးစားသားကရုတ်တရက်ပေါ်လာပြီးရှင်းပြခွင့်တောင်မပေးဘဲသူကညတိုင်းအပြင်မှာမိန်းကလေးတွေနဲ့ကစားနေလို့အိမ်ပြန်နောက်ကျနေတာဆိုပြီးဆွဆွဲပါတယ်။သူမှ AIDS ရှိနေတဲ့ထင်တယ်ဆိုပြီးမွေးစားသားကလှောင်ပြောင်လိုက်ပါတယ်။ဒီစကားကိုကြားတော့ကောင်လေးကမွေးစားသားကိုအော်ပြီးပါဇက်ပိတ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့သူရှင်းပြဖို့အချိန်မရလိုက်ခင်မှာပဲသူ့အဖေကမွေးစားသားရဲ့စကားကိုယုံကြည်နေခဲ့ပြီးသူ့ကိုပြုစုပြောထောင်ရတာဘလောက်ခက်ခဲကြောင်းအဖေကညှဉ်းညူပြောဆိုတယ်ပြီးတော့တုတ်တချောင်းကိုဆွဲယူပြီးကောင်လေးကိုရိုက်နှက်ပါတယ်။အမေကပါမွေးစားသားကိုယုံကြည်နေတဲ့သူမကသားကိုသူ့အမားကိုဝန်ခံပြီးတောင်းပန်ဖို့တိုက်တွန်းတယ်ဒါပေမဲ့ကောင်လေးကသူမလုပ်ခဲ့တဲ့အရာတစ်ခုကိုတော့အမားဝန်ခံဖို့ညှင်းဆိုခဲ့တယ်လူတိုင်းထမင်းသွားစားဖို့ထွက်သွားပြီးတဲ့နောက်မှာတော့ရိုက်နှက်ခံထားရလို့ပင်ပန်းနေတဲ့ကောင်လေးကနာကျင်မှုနဲ့ဝမ်းနည်းမှုကြောင့်သတိလစ်သွားတယ်သူသတိပြန်ရလာတဲ့အခါမှာတော့စေးရုံကအခန်းထဲကိုရောက်နေပြီးသူ့ရှိမှမိန်းကလေးတစ်ယောက်ရှိနေတာကိုတွေ့လိုက်ရတယ်သူချက်ချင်းပဲသူမကိုကျေးဇူးတင်စကားပြောလိုက်တယ်အဲ့ဒီမိန်းကလေးကသူ့ကိုကြိုက်နေတဲ့အတန်းဖော်ဖြစ်တယ်သူမကအကြောင်းကိစ္စအကြောင်းမေးလိုက်တဲ့ခါမှာတော့သူငြိမ်သက်သွားခဲ့တယ်သူ့မှာအချိန်တိတ်မကြံတော့ဘူးဆိုတာကိုသူသိနေလို့ပါသူမကိုသူ့အတွက်နဲ့ဝမ်းမနှဲစေချင်တာကြောင့်သူကသူမကိုအေးဆက်ဆက်နဲ့ငါနင်းကိုမကြိုက်ဘူးလို့ပြောပြီးသူ့အနာကနေဝေးဝေးနေဖို့ပြောလိုက်တယ်သူမထွက်သွားတာကိုကြည့်ပြီးတဲ့နောက်မှာတော့သူ့မျက်လုံးတွေမျက်ရည်တွေနဲ့ပြည့်နှက်လာတယ်ဒါပေမဲ့သူမကိုတားဆီးနိုင်မှာမဟုတ်ဘူးဆိုတာကိုသူသိနေခဲ့တယ်အဲ့ချိန်မှာပဲနံရံပေါ်မှာရှိတဲ့နာရီကညှို့နှက်နေပြီဆိုတာကိုသတိပေးလိုက်တယ်သူမိဘတွေမရောက်ခင်အိမ်ကိုသူပြန်ရောက်ရမယ်မဟုတ်ရင်ပိုပြီးပြင်းထန်တဲ့အပြစ်ပေးခြင်းကိုသူရင်ဆိုင်ရမှာပါဒါပေမဲ့သူ့ကိုအံ့ဩစေတာကတော့သူလမ်းဆောင်ကိုရောက်တာနဲ့လူမိုက်တစုဝိုင်းထားတာကိုခံလိုက်ရတယ်သူကဘေးကင်းဖို့အတွက်သူတို့ကိုဖုန်းခေါ်ခွင့်ပေးပါလို့တောင်းပန်လိုက်တယ်သူ့မှာပတ်စံရှိကြောင်းနဲ့သူဖုန်းခေါ်လိုက်တာနဲ့သူ့ဖေကပို့ပေးလိုက်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့မွေးစားသားကအဲ့ဒီကောင်အပြင်ထွက်ပြောဖို့အတွက်ပတ်စံလိုချင်ုံတက်တက်ပဲဆိုပြီးသူ့အဖေကိုပြောလိုက်တယ်ကောင်လေးလိန်ပြောနေတာကိုမကြားချင်တာကြောင့်အဖေကချီတုံချတော့မရှိပဲဖုန်းချလိုက်တယ်ဒါပေမဲ့အမေကအပြင်ဘက်မှာရန်ဖြစ်နေတာကိုကားပြတင်းပေါက်ကနေမြင်လိုက်ရတယ်သူမကကားပေါ်ကနေထွက်ပြီးတားချင်ခဲ့တယ်ဒါပေမဲ့သူမရဲ့ခင်ပွန်းကတားလိုက်ပြီးအဲ့ဒီလူတွေကအလုံးမရှိအလေလွတ်နေသူတွေဖြစ်ကြောင်းနဲ့ရိုက်နှက်ခံနေရတဲ့သူကအမှားတစ်ခုခုလုပ်ခဲ့လို့ဖြစ်ရမယ်လို့ပြောလိုက်တယ်နောက်ပြီးပြတင်းပေါက်ကိုပိတ်ဖို့သူမကိုပြောလိုက်ပါတယ်